ယောက်ျားဖြစ်သူကမိန်းမကိုထိမိတိုင်းယွန်းတလိုလိုနဲ့လက်ကိုအမြဲရုပ်ပြီးပိုးတက်ထားတဲ့ပဝါနဲ့တကယ်ရိုက်အောင်ပြန်တုတ်တက်တာဒါပေမဲ့အဲ့ဒီယောက်ျားကပဲသူအရင်ကတိတ်ချစ်ခဲ့ရတဲ့သူတောက်လက်စရေးကိုတော့ဘာမှမဖြစ်သလိုတောက်ဖို့အသင့်ပဲဒါကိုမြင်လိုက်ရတော့မှမိန်းမဖြစ်သူကသူမအပေါ်တစ်ခါမှမေတ္တာမရှိခဲ့တဲ့ဒီလူကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်တော့တယ်သူမဟာ3နှစ်လုံးလုံးအတူနေခဲ့တဲ့အိမ်လေးကိုပြန်လာပြီးမိရှုပစ်လိုက်တယ်အဲ့ဒီအိမ်ထဲကသူ့ယောက်ျားနဲ့သူမရဲ့ကွယ်လွန်သူအကိုဖြစ်သူတို့ရိုက်ထားတဲ့ဓာတ်ပုံလေးကအတိတ်ကအမှတ်တရတွေကိုပြန်နှိုးပေးသလိုဖြစ်နေတာပေါ့တကယ်တော့သူမကအကိုဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခြင်းရုံတက်တက်နဲ့ဒီလူနဲ့လက်ထပ်ခဲ့တာအကိုဖြစ်သူကလည်းဒီလူမှာတခြားချစ်သူရှိတာသိပေမဲ့သူ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးကြောင့်ညီမလေးရဲ့အနာဂတ်ကိုဒီလူလက်ထဲပဲအပ်ခဲ့တာလေညီမဖြစ်သူကငငယ်ကလေးကဒီလူကိုတစ်ဖက်သက်ချစ်နေခဲ့မှန်းလဲအကိုဖြစ်သူကသိနေခဲ့တာကိုဒီယောက်ျားကလည်းသူ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးကြွေးကြောင့်ပဲသူ့ချစ်ဦးသူကိုထားခဲ့ပြီးသူမကိုလက်ထပ်ပေးခဲ့တာလက်ထပ်ပြီးတဲ့နောက်မှာတော့သူကဇနီးပေါ်မှာတိတ်ကိုအေးဆက်ခဲ့တာပေါ့သူရှာသမျှပတ်စံတွေကိုလည်းသူ့ချစ်ဦးသူစီမှာပဲအကုန်အောပေးခဲ့တာကိုမင်းကလေးကလည်းအရှက်မရှိသူပေးသမျှအကုန်ယူနေတာလေဒါထက်ပိုဆိုးတာကသူ့ချစ်ဦးသူကိုပြုစုဖို့အတွက်သူ့မိန်းမကိုပါအကူအညီတောင်းခဲ့သေးတယ်မိန်းမဖြစ်သူကတော့သူမရဲ့တီးခံမှုနဲ့ပေးဆက်မှုတွေကတနေ့မှယောက်ျားရဲ့စိတ်ကိုပြောင်းလဲနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာသုံးနှလုံးလုံးသူ့အတွက်အရာရာပေးဆက်ခဲ့ပေမဲ့သူကတော့ဒီမိန်းမရဲ့စေတနာတွေကိုတခါမှမမြင်ခဲ့ဘူးသူကလက်ထက်ယုံပဲသဘောတူခဲ့တာသူမကိုချစ်ဖို့တော့စိတ်ကူးလဲတာမရှိခဲ့ဘူးလေအကိုဖြစ်သူရဲ့ဂရုရှိနေတော့ဒီလူကသူမကိုဘယ်တော့မှအရင်ကွာရှင်းမှာမဟုတ်ဘူးဆိုတာမိန်းမဖြစ်သူကသိနေတာနောက်နေ့မှာတော့သူမဟာအဆင့်မြင့်လျှို့ဝှက် project တစ်ခုမှာပါဝင်ဖို့သွားလျှောက်ခဲ့တယ်အစပိုင်းမှာဒရိုက်တာကသူမကိုလက်မခံချင်ပေမဲ့ကြောက်တင်ပုံးပေါ်ကဘယ်သူမှမဖြေရှင်းနိုင်တဲ့ပိဿာကိုသူမကချက်ချင်းဖြေထုတ်ပေးလိုက်တာဒါကြောင့်ဒရိုက်တာကသူမကိုအတိမတ်ပြုပြီးလေးစားသွားခဲ့တယ်ဝင်ခွင့်စာကိုစောင့်နေတော့ယောက်ျားဖြစ်သူကသူမကိုပထမဆုံးအကြိမ်ပတ်စံပေးလာတယ်ဒါကသူမကိုချစ်လာလို့မဟုတ်ပဲသူမအလုပ်တွေအများကြီးလုပ်နေလို့ပင်ပန်းမှာစိုးလို့ပေးတာတယ်ဒါပေမဲ့သူကိုယ်တိုင်တော့မသိလိုက်ပဲသူ့မိန်းမပေါ်စိတ်ရိုက်နေပြီဆိုတာသူသတိမထားမိသေးဘူးသူကတော့အခုထိသူ့ချစ်ဦးသူစီမှာပဲစိတ်ကရောက်နေတော့ပဲ